အားလုံးပဲမင်္ဂလာပါ Knowledge and Premise YouTube Channel ကပြန်လည်ကြိုဆိုပါရစေကျွန်တော်ဒီတစ်ပတ်မှာတင်နေကြပုံစံတွေနဲ့တမူကွဲပြီးတော့ဗီဒီယိုတစ်ပုဒ်တင်ပြပေးဖို့စီစဉ်ထားပါတယ်အခါတိုင်းမှာတော့ဒီ logistic နဲ့ supply chain တွေအကြောင်းကိုပဲတော်တော်များများကျွန်တော်ပြောပြသွားတယ်ဒီတစ်ပတ်မှာတော့ကျွန်တော်ကိုယ်တိုင်လည်းဒီအကြောင်းအရာတစ်ခုကိုသိကျင်နေတယ်သိကျင်လို့ကျွန်တော်လိုက်ပြီးတော့လေ့လာကြည့်တယ်လေ့လာကြည့်တော့တွေ့ထားတဲ့အရာလေးတွေကိုကျွန်တော်ဒီဗီဒီယိုတစ်ပုဒ်အနေနဲ့တင်ပေးထားပါတယ်။ဒီမျိုးနဲ့စိတ်ဝင်စားမယ်လို့ထင်ပါတယ်။စိတ်ဝင်စားရင်ကျွန်တော်နဲ့အတူလိုက်ပါကြည့်ရှုပေးပါဦး။စလိုက်အောင်။ကမ္ဘာမြေပုံကိုကြည့်လိုက်ရင်မြောက်ဘက်အဆုံးမှာအလွန်ကြီးမားတဲ့အဖြူရောင်ကျွန်းကြီးတစ်ခုကိုတွေ့ရပါလိမ့်မယ်။အဲ့ဒါကတော့ Greenland ပါ။လူကြီး9000ကျော်ပဲရှိပေမဲ့ area student မိုင်ရှစ်သိန်းကျော်ကျယ်ဝန်းတဲ့ဒီကျွန်းကြီးကကမ္ဘာအကြီးဆုံးကျွန်းလည်းဖြစ်ပါတယ်။ American သမ္မတဟောင်းခုလက်ရှိသမ္မတဖြစ်နေတဲ့ Donald Trump ကဒီကျွန်းကြီးကိုဝယ်ယူဖို့စ조사ခဲ့တော့တကဘာတဝမ်းလုံးပိုလီကျော်ဖြစ်ခဲ့ပါတယ်။ဘာကြောင့်သူကဒီလောက်လိုချင်နေတာလဲ။ Greenland ဆိုတာဘာလဲဘယ်မှာတည်ရှိတာလဲ။ Greenland ရဲ့ဒီနေရာကမြောက်အမေရိကတိုက်အရှေ့မြောက်ဘက်အာတိတ်သမုဒ္ဒရာထဲမှာရှိနေတာပါ။နိုင်ငံရေးမှာဆိုရင်လည်းပထဝီဝင်ရမြောက်အမေရိကမှာရှိပေမဲ့သူကဒိန်းမတ်နိုင်ငံရဲ့လောက်ခံကိုပိုင်အုပ်ချုပ်ခွင့်ရနေပြီတစ်ခုဖြစ်ပါတယ်။ထူးခြားချက်တွေနဲ့အဲ့ဒီကျွန်းရဲ့80ရာခိုင်နှုန်းကတစ်နှစ်ပတ်လုံးရေခဲပြင်းနေပြီးဖုံးလွှမ်းနေပြီးလူနေထိုင်ဖို့ခက်ခဲတဲ့ဒေသတစ်ခုဖြစ်ပါတယ်။ Donald Trump ကဒါကိုဘာကြောင့်ဝယ်ချင်လဲ။ Trump ရဲ့စိတ်ဝင်စားမှုကယူကြောင်ကြောင်နိုင်တယ်လို့စိတ်ကူးတစ်ခုမဟုတ်ပဲအလိုနဲ့ရှင်းတဲ့အကြောင်းအရာတွေရှိနေပါတယ်။စစ်ရေးပြူရာအရပြောရင် Greenland ဟာရုရှားနဲ့အမေရိကန်ကြားမှာတည်ရှိနေပါတယ်။ဒီနေရာမှာအမေရိကန်ရဲ့အရေးပါတဲ့Pacific Space Base ကြီးရှိနေပါတယ်။ဒါရုရှားကလာမဲ့ဒုံးကျည်တွေကိုစောင့်ကြည့်ရမှာအဓိကကြပါတယ်။ American တက်တော့ Greenland ဟာမနှိမ့်မြုပ်နိုင်တဲ့လေယာဉ်နဲ့သမောကြီးဆိုပြီးတော့တင်စားထားကြပါတယ်။တယံဇာတအတစ်တွေနဲ့ပြောရရင်တော့ကဘာကြီးကိုနေလာလို့ရေခဲတွေအရေးပြောတဲ့အခါမှာအောက်မှာရှိနေတဲ့ raw earth minerals လို့ခေါ်တဲ့ရှားပါးဓာတ်ထုတွေကိုထုတ်ဖို့အခွင့်အရေးရလာကြတယ်။ဒီဓာတ်ထုတွေက iPhone ကနေတိုက်လေယာဉ်အထိထုတ်လို့ရမှာမရှိမဖြစ်လိုအပ်တဲ့ပစ္စည်းတရုတ်ရဲ့ဩဇာလွှမ်းမိုးမှုကပါတယ်လေနောက်တစ်ခုကတရုတ်နိုင်ငံက Greenland ရဲ့လေစိတ်တွေနဲ့တပ်ထုတွင်းတွေမှာရင်းနှီးမြှုပ်နှံမှုစူးစမ်းနေတာကိုအမေရိကန်တားဆီးချင်တာလည်းပါပါတယ်။ Okay ဆိုတော့လက်ရှိအခြေအနေကြည့်အောင်ညှင်းဆိုချက်အနေနဲ့ဒိန်းမတ်ဝန်ကြီးချုပ်က Greenland ဟာရောင်းဖို့မဟုတ်ဘူးလို့ပြပြတသားတုံ့ပြန်ထားပြီးသားGreenland ပြည်သူတွေကလည်းဒိန်းမတ်စီကနေခွဲထွက်ပြီးလွတ်လပ်တဲ့နိုင်ငံကိုဖြစ်ချင်ကြတယ်။ဒါပေမဲ့လက်ရှိမှာတော့ဒိန်းမတ်စီကနှစ်စဉ်ဒေါ်လာသန်း600ကျော်ထောက်ပံ့ကြေး subsidy လို့ခေါ်တဲ့ထောက်ပံ့ကြေးကိုမိခိုးနေရဆဲပဲ။ Okay နောက်တစ်ခုရာသီဥတုပြောင်းလဲမှုလက်ရှိမှာ Greenland ရဲ့ရေခဲပြင်တွေကစံကြံတင်နှုန်းနဲ့အရေးပြောနေတယ်။ဒါကကမ္ဘာပင်နဲ့ရေမျက်နှာပဲပြင်းထန်မှုချင်းချောက်နေတဲ့အတူတူပါပဲ။အဲဒီတော့ချုပ်အပြည့်ဆိုရရင် Greenland ဟာ ATA ဆက်နေတဲ့ကျွန်းကြီးတစ်ခုဖြစ်ပေမဲ့အနာဂတ်ကမ္ဘာနိုင်ငံရဲ့စီးပွားရေးအားပြိုင်မှုတွေရဲ့ဘိုးချက်မှဖြစ်လာနိုင်မှုရှိနေပါတယ်။ဒီကျွန်းကြီးရဲ့ကံကြမ္မာကဒိန်းမတ်၊ American, Russia တရုတ်တို့ကမှတကဘာလုံးတစ်ပတ်ရည်ကြီးနေတဲ့ဖြစ်ပါတယ်။ဒါကကျွန်တော်အခုဖတ်ထားတဲ့လေ့လာထားတဲ့ဒီ Greenland အကြောင်းကိုပြပြထားပါ။ဘာကြောင့် Donald Trump လိုချင်တာလဲ။ဘာကြောင့်ဒီကျွန်းကြီးကဘလောက်အရေးပါနေလဲဆိုတာတွေကိုသိဖို့တော့ပါကျွန်တော်သိသမျှကျွန်တော်ဖတ်ထားသမျှအရာလေးကိုကျွန်တော် sharing လုပ်ပေးကြပါကျေးဇူးတင်ပါတယ်နောက်ဗီဒီယိုတွေမှာလည်းထပ်မံဆုံတွေ့ပါအောင်မယ်